ကျွန်တော်ဒီစုတောင်းတဲ့မိခင်အကြောင်းပြောတဲ့အခါမှာကျွန်တော်အနေနဲ့တတိယကျွန်တော်အနေပြောတဲ့စကားကိုကျွန်တော်အများပြန်ပြီးတော့နားရအောင်ပြီးတယ်နော်နားရအောင်နားထဲမှာပြန်ပြီးတော့ကြားနေတယ်မင်းကဘာပြောလဲဆိုရင်သူကြားပြီးတဲ့ဟာတွေသူအများအားအိမ်ပြန်လာပြီဆိုရင်တရားဟောတာပဲဖြစ်ဖြစ်သူဖတ်ပြီးတဲ့ဟာပဲဖြစ်ဖြစ်အိမ်မှာကျွန်တော်တို့ညဝတ်ပြုပြီဆိုရင်သူပြောပြအဲ့ဒီမှာသူပြောပြတဲ့ဟာကျွန်တော်ခုထိမှတ်မိတာပါလဲဆိုရင်အောင်မြင်တဲ့လူတွေရဲ့အောင်မြင်တဲ့သားသမီးတွေရဲ့နောက်မှာတဲ့စုတောင်းတဲ့မိခင်ရှိတယ်နော်အဲ့ဒါကျွန်တော်အခုထိမှတ်မိတယ်ဝင်မိခင်ရဲ့စုတောင်းတာဘယ်တော့အရေးကြီးတယ်ဆိုတဲ့အရာဟိုဒါကျွန်တော်အများအားမှတ်မိတဲ့အရာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်website တွေလိုက်ကြည့်တဲ့အခါမှာဒီ Zondervan ဆိုတဲ့ publisher ပေါ့နော်ဒီပုံနှိပ်တိုက်ခံတွေထုတ်တဲ့စာအုပ်တွေခေါင်းစဉ်ကလည်းဒါနဲ့တွားပြီးစစ်ဆက်နေတယ်နော်ဘာကြီးထားလဲဆိုတော့စာအုပ်ခေါင်းစဉ်က every child needs a praying mom နဲ့ကလေးငယ်တိုင်းဟာစုတောင်းတဲ့မိခင်ကိုလိုအပ်ပါတယ်ဆိုပြီးတော့ဒီဟာကတွေ့ရနော်အဲ့ဒါကျွန်တော်တို့မိခင်တွေရဲ့စုတောင်းတာထိပြီးတော့တားသမီးတွေအတွက်အရေးကြီးပါတယ်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး1အငယ်10ကနေ18အဲ့ဒီဇာတ်လမ်းကိုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ဟိုတန်းချင်နဲ့ပြောရင်တော့မသိဘူးဒါပေမဲ့ဇာတ်လမ်းပြောရင်သူအဲ့ဒီဇာတ်လမ်းကဘာလဲဆိုတော့ဟာနာဖြစ်တယ်ဟာနာဆိုတဲ့အမျိုးသမီးရဲ့အကြောင်းဖြစ်တယ်ဟာနာဟာသူ့ယောက်ျားကဖနွေလာနော်ဖနွေနာအဲ့ဒီသူ့ယောက်ျားမှာဇနီးနှစ်ပါးရှိတယ်ဟာနာကကလေးမရှိဘူးနောက်မိန်းမကကလေးရှိတယ်ကလေးရှိတော့ဒါပေမဲ့သူ့ယောက်ျားသူ့တိတ်ချစ်တယ်ကလေးမရှိဘူးပဲလည်းသူ့ကိုအရန်ချစ်တယ်သူ့ကိုဟိုမင်းကလေးမရကောင်းလားဆိုလည်းသူမပြောဘူးဒါပေမဲ့ဟာနာသူကိုယ်တိုင်ကကလေးမရတဲ့သူစိတ်မကောင်းကလေးလိုချင်တယ်ဖျားကျန်းစာထဲမှာရေးထားတာဖျားခင်ကိုယ်တိုင်ကသူ့ရဲ့ဘိုက်ကိုပေါ့နော်ပိတ်ထားတယ်အဲ့တော့သူကဘာလုပ်လဲဆိုရင်ဒီနှစ်တိုင်းပတ်သက်ခါပဲတွားတဲ့ခါမှာသူကဖျားเจ้าမှာတွားပြီးတော့ဆုတောင်းတယ်ငုံယူပြီးတော့ဆုတောင်းတယ်ဘယ်လိုရောမလဲပါဇက်ကနေပြီးတော့စကလုံးတွေမထွက်နိုင်တဲ့အထိသူဆုတောင်းတယ်ကြောင့်သူနှခမ်းနဲ့ဒီလိုပဲအဲ့လိုပဲလုပ်နေတော့အဲ့ဒီကိုသူဆုတောင်းတယ်သူဆုတောင်းတဲ့အရာပါလေကလေးပေးပါရလာတဲ့ကလေးဟာလေကျမအတွက်မဟုတ်ဘူးဘုရားခင်ကဆက်ကပ်ပါမယ်ဘုရားခင်တည်ပေးသူအဲ့လိုဆုတောင်းနေတဲ့အချိန်မှာဘုရားเจ้าမှာ prophet Elia တွေ့ဘာသာလောက်လာလဲတွေ့တဲ့အခါမှာမိမမျိုးသမီးဘာလို့ဘာဖြစ်လို့အရက်တွေငူးပြီးတော့ဘုရားเจ้าမှာလာနေရတာလေအရက်ငူးတယ်လို့ထင်နေတာစပြည့်တွေငူးပြီးတော့ဘာလို့လာလဲအဲ့တော့ဟာနာတော့မဟုတ်ဘူးကျမဟာကလေးများတော့အင်တာနက်မှာဝမ်းနေနေတာဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားခင်ကိုဆုတောင်းနေတာဖြစ်ပါတယ်ကျမဟာစပြည့်တွေလုံးဝမတောက်ပါဘူးပြောတဲ့ခါမှာ prophet Elia ပြောတာနောက်နေ့ဒီချိန်ကျရင်မင်းဟာကလေးရမယ်ဒါဘုရားခင်ရဲ့လူရဲ့စကားဂတိတော်နဲ့ဆိုင်တဲ့စကားဖြစ်တယ်တကယ်ပဲနောက်နေ့မှာသူကလေးရဟာနာအဲ့ဒီကလေးနာမည်ကိုရှမွေလာဆမ်မြော်လို့နာမည်ပေးနော်နောက်နေ့ပတ်သက်ခါတော့သူမလာဘူးဘာလို့ဆိုကလေးနဲ့မလို့သူမလာနိုင်ဘူးဆိုတဲ့အရာကျမ်းစာထဲမှာတွေ့ရတယ်နော်အဲ့တော့ဒီဇက်လန်းကရိုးရိုးလေးပဲဒါပေမဲ့ဒီဖြစ်တဲ့အဖြစ်ကဣတိလလူမျိုးရဲ့တမိုင်းကြောင်းမှာတိတ်ပြီးတော့အရေးကြီးတဲ့အရာဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုရှမွေလာဖျားเจ้าထဲမှာသူ့အမိကဟာနာကသူ့အမိကိုဖြတ်သူ့အမိကရှမွေလာကိုဖျားเจ้าမှာလာပို့ထားတယ် prophet Eli လက်ထက်မှာဒီမှာကျမရဲ့ကလေးဖျားခင်ပေးတယ်လို့ဂတိပေးထားတဲ့အတိုင်းရတဲ့ကလေးဖြစ်တယ်ကျမဂတိပေးတဲ့အတိုင်းဖျားခင်ကကျမပြန်ပြီးတော့ပေးပါတယ်သူ့ကိုအခုချိန်ကနေစပြီးတော့အသက်ဆုံးတဲ့အထိဘုရားအတွက်ဖြစ်ဖို့ရတယ်ပေးပါတယ်ဟာနာကသူ့ရဲ့တာရှမူလာကိုဘုရားเจ้าမှာအပ်ခဲ့တယ်ဘုရားเจ้าမှာအပ်ပြီးတဲ့အခါမှာရှမူလာနေပဲရှိဦးမယ်ဘုရားခင်ကသူ့ကိုတိုက်ရိုက်စကားပြောတယ်
ရိုက်စကားပြောတယ်ပြီးတော့နောက်ပိုင်းမှာ prophet အေလီနောက်ပိုင်းမှာသူဟာယေဘရဟိတ်မင်းကြီးဖြစ်လာတယ်ဒီယေဘရဟိတ်ရှင်နာဟာဣတိလလူမျိုးတွေရဲ့တမိုင်းမှာတိတ်အရေးကြီးတဲ့ပထမအဆုံးသောရှင်ဘုရင်ရှောလူကိုဗိတ်သိက်ပေးတဲ့ယေဘရဟိတ်မင်းကြီးဖြစ်လာတယ်နောက်ဣတိလတမိုင်းမှာလုံးဝကြော်သွားလို့မရဣတိလရဲ့တမိုင်းလို့ပြောတဲ့အခါမှာကြော်သွားလို့မရတဲ့ဘုရင်ဒါဝိဒ်မင်းကြီးကိုလည်းဗိတ်သိက်ပေးတဲ့ယေဘရဟိတ်မင်းကြီးဖြစ်လာတယ်ဆိုတဲ့အရာတွေ့ရတယ်အဲ့တော့ဒါကဒီလိုဖြစ်လို့ဒီလိုရှိပါပဲလို့ကျွန်တော်တို့ပေါ့တန်တွေးမှာပဲဒါပေမဲ့ကျွန်တော်တေချာပြန်စဉ်းစားတဲ့အခါမှာတောက်ကိုပြန်လေ့ကြည့်တဲ့အခါမှာဟာနာရဲ့ဘိုက်ကကလေးမရနိုင်တဲ့ဘိုက်အဲ့ဒါကိုသူစုတောင်းလို့ရခဲ့တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးဖြစ်နေတယ်ဆက်ပြီးတော့တမိုင်းမှာတိတ်အရေးကြီးတဲ့ပတ်သက်ကိုထူနိုင်ခဲ့တယ်ဆိုတဲ့အရာတွေ့ရတယ်နော်ဒါကြောင့်ကျွန်တော်တို့မိခင်ရဲ့စုတောင်းတာတိတ်ပြီးတော့အရေးကြီးတယ်လောကကြီးရဲ့တမိုင်းကြောင်းတွေမိခင်ရဲ့စုတောင်းတာတိတ်ပြီးတော့အရေးကြီးတယ်ဆိုတဲ့အရာကိုပြောချင်ပါတယ်အဲ့ကျွန်တော်အမေပြောတဲ့စကားကိုဆက်ပြီးဆက်ရမယ်ဆိုတာသမီးမလိမ္မာဘူးဆိုရင်သူတကယ်ချင်းတွေကိုပြောတယ်သူလည်းကျွန်တော်တို့ဘောင်နမတွေကိုသူကလည်းဆုံးမပါတယ်ပေါ့နော်ပြီးတော့တစ်ခါမှသူအများအားစုတောင်းပေးနေတယ်အဲ့သူတကယ်ချင်းကသူ့ကိုမြင်တာမင်းတာသမီးတွေဘယ်လိုဆုံးမလဲအဲ့လိုပေါ့နော်သူတို့လည်းချင်းမြင်ကြတယ်ဟောအမေကပြောငါကတော့များမဆုံးမနိုင်ဘူးဒီတလုံးငါတလောက်ပဲပြောပြတယ်ဒါပေမဲ့သူတို့တဲ့အများအားစုတောင်းပေးတယ်နော်အဲ့တော့အမေကပြောလို့ရှိတာပါလဲဆိုရင်ဒူးထောက်ပြီးတော့ဖျားရှိမှာစုမတောင်းတဲ့မိခင်ဟာတဲ့အဲ့ဒီဒူးနဲ့မျက်ရည်တော့ရလိမ့်မယ်သူအဲ့လိုပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့မိခင်ရဲ့စုတောင်းတာတားပြီးရဲ့ရှိရည်ဒါအားလုံးတော့တိတ်ပြီးတော့အရေးကြီးတယ်ဆိုတဲ့အရာကိုပြောချင်ပါတယ်နောက်တစ်ခုကစုတောင်းတဲ့မိခင်နောက်တစ်ယောက်အကြောင်းကျွန်တော်ပြောချင်တယ်ဒါကတော့ကျွန်တော်မွေးဖွားတဲ့နိချီနာဇာတိမျိုးကပါစတာမိသားစုအကြောင်းเนาะကျွန်တော်ဒီပါစတာကျွန်တော်အခုခေတ်ပါစတာတွေကတော့ခက်ခဲမှုတွေရှိတော့လည်းပဲအရင်တော့ကပါစတာတွေတော့တကယ်လက်တွေ့ကျကျစိတ်ဆင်းရဲကိုဆင်းရဲဆိုတာတကယ်literally စာသားတိုင်းကိုဆင်းရဲတာစားဖို့တောက်ဖို့ကိုခက်ခဲတဲ့ပါစတာတွေအများကြီးပေးဆက်ခဲ့တာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ပါစတာအဲ့လိုပဲအရင်ပဲဘယ်လိုလဲစောင်းဝင်ရခက်ခဲတဲ့ဂျားရကျွန်တော်တို့ကိုကြည့်ရှုရပါစတာဖြစ်တယ်ပေါ့နော်အဲ့တော့တနည်းမှာတဲ့သူတို့မိသားစုမှာဖြစ်တဲ့အကြောင်းကိုတက်တည်ခံတာပေါ့နော်သူတို့တနည်းမှာသူတို့မိသားစုမှာစားဖို့လုံးဝမရှိတော့ဘူးဒီညနောက်ဆုံးညစာစားပွဲစားပြီးမနေ့ပြန်စားမဲ့ဆန်တစ်စီးမှမရှိတော့ကလေးတွေလည်း6ယောက်9ယောက်လောက်ရှိတယ်အဲ့တော့ပါစတာကြီးဖြစ်ပြီးတော့ငါစားဆံစုတော့လိုက်ပြောလို့လည်းမဖြစ်ဘူးပေါ့နော်အဲ့ကကျတော့သူတို့အဲ့လိုဖြစ်နေချိန်မှာနောက်ဆုံးစားတဲ့အခါမှာဆမပြောကဲဒါတို့ဒီလိုငါတို့ဒီညကောင်းကောင်းစားကြပြီဒါပြန်ခင်ကျေးဇူးတော်ပဲမင်းတို့တည်တဲ့အတိုင်းအခုလည်းပြန်ပါစားဖို့မရှိတော့ဘူးဒါပေမဲ့ဘာမှအားမရနဲ့ငါတို့ဒီညစတောင်းရအောင်ဆိုပြီးတော့သူစတောင်းကြတယ်နောက်မနေ့ထားလာတဲ့အခါမှာသူတို့လည်းဒီလိုပဲပေါ့နော်အေးရထားလာဒီတိုင်းနဲ့စားစရာလည်းဖြစ်ဒီတိုင်းနဲ့ငောင်းတောင်းကိုထိုင်ဒီထိုင်ဖြစ်နေတဲ့ချိန်မှာမိသားစုစုရောက်လာတယ်မိသားစုရောက်လာတော့ဒီမှာကျွန်တော်တို့ခြံကထွက်တဲ့ဖေုံဒီဆိုတော့လာပေးတယ်သူတို့ကလည်းလမ်းကျုပ်လို့လာပေးတဲ့ပုံစံပဲတဲ့အဲ့ပြီးတော့နောက်တစ်ယောက်ကလည်းဟာပါတီဆိုလာပေးတယ်တဲ့အဲ့လိုပြောတယ်နော်ပြောလေသူတို့ပြောတာကျွန်တော်အဖေကသူတို့မရရပါဘူးအဖေကတဲ့စံတဲ့ကိုတန်းလာပြီးတော့လာပေးတယ်တဲ့ဟောနော်အဖေကလည်းခါလေးသူလည်းစိတ်ကူပေါ့တော့မှလူမျိုးပဲဆိုတော့တော့လာပေးတယ်ပေါ့နော်အဲ့ဒါဒီဆရာရဲ့တာသမီးတွေကပြန်ပြောပြတယ်ပေါ့နော်ဆရာရဲ့တာသမီးတွေကလည်းကျွန်တော်တို့ရဲ့ဆရာပါပဲပေါ့နော်ကျွန်တော်တို့ music သင်ပေးတယ်စမ်းစာသင်ပေးသူတို့ကကျွန်တော်တို့ personally ကိုပြောပြတာအဲ့ဒီရေးကိုတော့မီးလို့မရဘူးဒါစုတောင်းတဲ့ခေါ်ပြီးတော့စုတောင်းတဲ့ဆရာမပေါ့နော်ဒါမိခင်ရဲ့ဦးဆောင်တာတိတ်ပြီးတော့အရေးကြီးတယ်စုတောင်းတာတိတ်အရေးကြီးတယ်ဆိုပြီးတော့ကျွန်တော်ပြောချင်ပါတယ်